ဝါနေရတွေ့တိုင်းမှာအရာရာအလုံးထဲချင်းရထိုက်တဲ့သူဒီနောက်နာမှာအစရှိနေအရာကတိုင်းပိုင်ရှင်အစံတခင်ကျွန်တော်ရဲ့နာမရှိနေမှာတော့ကျွန်တော်ဘာမှတမ်းမလို့ရှတ်ထားလို့ maybe ဒီဘဝကျွန်တော်ရဲ့ပြေဆုံးခြင်းယေရှုဘာမှတမ်းမလို့ဒီပြေဆုံးယေရှုသူဟာဘာလို့ကိုယ်စလုံးတွေကျွန်တော်ရဲ့ပြေဆုံးခြင်းပြေဆုံးနေပြီအခုဘာမှမလုပ်တော့ပါကျွန်တော်ပျော်ရွှင်နေပြီဘဝနေရတွေ့တိုင်းမှာအရာရာအလုံးထဲကြီးမြတ်ထိုက်တဲ့နာမှာထောက်စံရှိနေအရာကတိုင်းပိုင်ရှင်စံတခင်ကျွန်တော်ရဲ့နာမှာရှိနေမှာတော့